အားလုံးမင်္ဂလာပါကျွန်တော်လင်းထက်ကိုပါဒီပတိပိန်ပတိဆိုင်ငယ်နဲ့ပတ်သက်တဲ့နည်းပညာတွေကိုကျွန်တော်မျှဝေပေးနေတာပဲဖြစ်ပါတယ်ယနေ့ကျွန်တော်ညီကိုတွေကိုကျွန်တော်မျှဝေပေးခြင်းတဲ့အရာလေးကတော့ဒီကောင်ကမိုးရသည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီလစ်တီယမ်ပတိပက်ကစ်တွေကိုစီးရင်တော့တေချာလေးရေမိုးအောင်ဂရုစိုက်ဖို့တော့လိုပါတယ်ခင်ဗျအဲ့ဒါကြီးရောအရေးကြီးရပေါ့နော်ကျွန်တော်တို့လစ်တီယမ်မှာဆိုရင်သူ့ရဲ့အားနည်းချက်ကသူကရေလုံးဝအဆိုးမခံတာနော်အဲ့တော့ရေမစိုးဘူးဆိုရင်ကျွန်တော်တို့ကဒီကောင်အနည်းဆုံး2နှစ်နဲ့3နှစ်ကြာမှာအနည်းဆုံးသုံးလို့ရတယ်ကျွန်တော်တို့ဒီအစစ်ဝေးဆိုရင်တော့အစစ်ဝေးရဲ့အတားချက်ကသူကရေဆိုလဲဘာမှမဖြစ်ဘူးဒါပေမဲ့တခုရှိတာကဒီကောင်တွေကကျွန်တော်တို့ကဒီရေရှည်ကိုစီးလို့မရဘူးเนาะအလို့အကျုံစီးနေတယ်ဆိုလို့ရှိရင်တစ်နှစ်ဆိုတာဒါမိုင်ကုန်ဝင်ပဲเนาะအမျိုးအစားကောင်းရင်တစ်နှစ်နဲ့2လဆိုတာဒါတော်တော်များများเนาะဒါတော့တိတ်မစီးတဲ့လူတွေအတွက်ပေါ့เนาะလုံးဝစီးတဲ့လူတွေအတွက်ဆိုရင်မရဘူးเนาะအစစ်ကိုဆိုလို့ရှိရင်ပုံမှန်ဆိုရင်6လ8လနဲ့တက်တာများတယ်လစ်တီယမ်မှာကြတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုရင်ကျွန်တော်တို့မစီးရအောင်ဆိုတော့အနည်းဆုံး2နှစ်နဲ့3နှစ်ဝန်းကျင်မှာအနည်းဆုံးစီးရတယ်ဒါကကျွန်တော်နယူးဆဲကိုပြောတာပေါ့เนาะဒီယူဆဲတွေတော့ကျွန်တော်မပြောပါဘူးနယူးဆဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒါဆိုရင်ဒါနယူးဆဲပေါ့เนาะဒီကောင်လေးဆိုလို့ရှိရင်အနည်းဆုံးအမုန်းစီးပြ2နှစ်ခွဲမှာအနည်းဆုံးစီးရတယ်เนาะဒီကောင်လေးဆိုလို့ရှိရင်ဒါအနည်းဆုံးစီးရတယ်အဲ့တော့တခုကရေမုံရောင်ယူဆိုင်ဖို့လိုတယ်ပေါ့เนาะကျွန်တော်ညီကိုကြီးပေါ့เนาะရေဝင်ပြီးဆိုတာနဲ့ပက်ကတီကဒီလိုပုံစံဖြစ်သွားမှာပေါ့เนาะအဲ့တော့အားသွင်းလို့မဝင်တာတွေအားတွေဘိုးတွေမြည်တော့တာတွေဖြစ်သွားမှာပေါ့နော်အဲ့လာကြီးတခုတော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရှီရပဲမှာအခြားရှီရပဲမှာလစ်တီယမ်ပက်ကက်တွေမှာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့လုတ်ပေးလိုက်တာလုံလားမလုံလားတေချာစစ်ဆေးပါအကယ်၍မလုံဘူးဆိုရင်လည်းပဲကျွန်တော်တို့ကထပ်ပတ်တင်ပတ်ရမယ်ထပ်အုပ်တင်အောင်ရမယ်နော်လုံလဲဆိုရင်လည်းကျွန်တော်တို့ထပ်ကာဝယ်တင်ရင်ကာဝယ်ရအောင်လို့ပေါ့နော်ဒါကြီးကျွန်တော်တစ်ချက်ပြောပြပေးကြပါတော့လစ်တီယမ်ပက်ကက်ဆိုတာလည်းဈေးကကျွန်တော်တို့ကနည်းနည်းလေးနဲ့မရဘူးเนาะဥပမာ24ပဲဖြစ်ဖြစ်36ပဲဖြစ်ဖြစ်အနည်းဆုံးကတိမ်ကနန်းနေပြီတွားတဲ့ခါကျတော့ဆော့ရှုံးမှုတွေဖြစ်မှာဆိုလို့ပါဒါလေးကျွန်တော်မျှဝေပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိမှာပတိပကိမှာကျွန်တော်တို့ကတေချာလေးတော့ထုတ်ပိုးပေးပါပြီပေါ့နော်တေချာလေးထုတ်ပိုးပေးပါတယ်အခါမသိရင်လည်းကျွန်တော်တို့ပြန်ဖွင့်စစ်တာမျိုးတွေလုပ်ပေးတာမျိုးတွေလည်းရှိပါတယ်ပေါ့နော်ကျွန်တော်တို့ရှိရပကစ်တွေဆိုရင်တော့အဲ့တော့တချို့ကတော့ဒီရေဝင်ထားတဲ့လုံးတွေဆိုရင်လုံးဝအာမခံမရတာမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးအဆင်ပြေအောင်လို့တော့လုပ်ပေးပါတယ်ဒါလေးကျွန်တော်တစ်ချက်ပြောချင်တာပါရှင်လန်းချမ်းမြေ့ကြပါလိမ့်ခင်ဗျာ